Manchester United ဖလားဆရပြီမင်္ဂလာပါရှင်ဂိုးဆကအမ်မန်မှကြိုဆိုပါရစေဒီယာဒီချန်ပီယံလိဂ်မှာမိုက်ကယ်ကာရီရဲ့ Manchester United ကိုဘယ်သူတားဆီးနိုင်မှာလဲယာဒီကျိုခြေစမ်းပွဲမှာတင် Atletico Madrid လို့အသင်းကြီးကိုတကိုးရှုံးနေရကနေနှစ်ဂိုးပြန်သွင်းပြပြီးဒီယာဒီရဲ့ပထမဆုံးဆုဖလား Snapdragon Cup ကို United တို့ကင်မြောက်လိုက်နိုင်ပါပြီကာရီဟာပြီးခဲ့တဲ့ရာသီတဝက်လောက်မှာနီးပြဖြစ်လာကြတဲ့ကပရီးမီးယားလိရဲ့ထိပ်သီးအသင်းကြီးတွေကိုအနိုင်ယူကျော်ဖြတ်ပြီး United ကိုဒီရာသီချန်ပီယံလိပြိုင်ပွဲကြီးစီပြန်လည်ခေါ်ဆောင်လာခဲ့တာပါ။ဒါပေမဲ့စနေနေ့က Atletico နဲ့ပွဲမှာတော့စစချင်းမှာပဲဂိုးပေးလိုက်ရလို့ပရိသတ်တွေခဏတော့ရင်တုန်သွားခဲ့ကြပါတယ်။ဟုတ်ပါတယ်။ပွဲအစမှာတင် Atletico ကဦးဆောင်ကိုစတင်သွင်းယူသွားခဲ့ပါပါ။ဒါပေမဲ့အဲ့ဒီနောက်မှာကာရီရဲ့ United ဟာဒီယေဂိုစီမီနီရဲ့ Atletico ကိုလုံးဝစိုးမိုးသွားခဲ့ပါတယ်။ Atletico လို့ဥရောပအသင်းကြီးဟာခံစစ်ပိတ်ဆော့တဲ့ low block နီးဗျူဟာတစ်ခုတည်းကိုပဲအားကိုးရတဲ့ Premier League အောက်သင်းတစ်သင်းလိုမျိုးဖြစ်သွားအောင် United ကပွဲကိုထိန်းချုပ်သွားခဲ့တာပါ။ကွင်းလင်နဲ့တိုက်စစ်ချိတ်ဆက်မှုတွေဖိအားပေးကစားပုံတွေဟာအတော်လေးကိုစနစ်ကျပြီးကြောက်စရာကောင်းလောက်အောင်တည်သက်လွန်ခဲ့ပါတယ်။အဲ့ဒီနောက် United တို့ penalty ရခဲ့ပါတယ်။ penalty ကနေတဆင့်အမ်ဘူမိုက Atletico ဂိုးသမားကိုသွေးအေးနဲ့လှည့်စားပြီးအသာလေးကန်သွင်းယူခဲ့ပါတယ်။မိနစ်ပိုင်းအကြာမှာလည်းအမ်ဘူမိုကပဲဒုတိယမြောက်ဦးဆောင်ဂိုးကိုထပ်မံသွင်းယူခဲ့ပြီးဒီပွဲကိုအနိုင်ရရှိအောင်စွမ်းဆောင်သွားခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့်မိုက်ကယ်ကာရီရဲ့ United ဟာဒီယာဒီရဲ့ပထမဆုံးဆုဖလားကိုစတင်ဆွတ်ကူလိုက်နိုင်ပြီဖြစ်ပါတယ်။ရာသီမစခင်မှာတင်အသင်းရဲ့စိတ်ဓာတ်နဲ့ကစားဟန်ဟာဘလောက်အထိအဆင်သင့်ဖြစ်နေပြီလဲဆိုတာကိုရလက်နဲ့တကွသက်သေပြလိုက်တာပဲဖြစ်ပါတယ်။ဒီပုံစံအတိုင်းသာဆက်သွားမယ်ဆိုရင်ကာရီရဲ့ Man United ဟာဒီရာသီ Champions League နဲ့ Premier League မှာဘလောက်အထိခရီးပေါက်နိုင်မလဲ။ United ပရိသတ်တွေကရောဒီပွဲကစားဟန်အပေါ်ဘယ်လိုမြင်ကြလဲ။ comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်။